ညအချိန်ကတာမန်ထက်တိတ်ဆိတ်လွန်းနေသည်လေတောင်မတိုက်သလိုတောအုပ်ကြီးတဲကတရွက်တောင်မလှုပ်ရှားဘူးကျောင်းသား၃ယောက်တန်းထိုက်မင်းခန့်နဲ့ချမ်းမြေ့ဟာရွာနောက်ဘက်ရှိအိမ်အိုကြီးတစ်လုံးကိုစူးစမ်းဖို့သွားခဲ့ကြသည်အဲ့ဒီအိမ်အိုကိုမိုးညိုအိမ်လို့ရွာသားတွေခေါ်ကြပြီးညအချိန်ဆိုရင်မီးလင်းမရှိဘဲပြတင်းပေါက်ကအရိပ်တွေလှုပ်ရှားနေတတ်တယ်လို့ပြောကြသည်တစ်ချိန်ကအဲ့ဒီအိမ်ထဲမှာမိသားစုတစုနေထိုင်ခဲ့ကြပေမဲ့မိုးလုံမိုးကြီးကြတဲ့ညတစ်ညမှာအားလုံးလျှို့ဝှက်စွာပျောက်ကွယ်သွားခဲ့တယ်လို့ကောလာဟာလရှိသည်ဒါတွေကတရေပုံပြင်ပဲလေလို့တန်းထိုက်ကမယုံကြည်စွာပြောခဲ့ပေမဲ့သူ့အတန်ထဲမှာတော့စိုးရိမ်မှုတစ်စိတ်တစ်ပိုင်းထင်ရှားနေသည်တကားကိုတွန်းဖွင့်လိုက်တဲ့အခါချောင်းချောက်တန်နဲ့အတူအေးမြတဲ့လေတစ်ချက်ထွက်ပေါ်လာသည်အိမ်အတွင်းမှာဖုံထူထပ်ပြီးနေရန်ပေါ်ကပုံဟောင်းတွေအယောင်ရော့ကျနေသည်တိတ်ဆိတ်မှုကြားထဲမှာနာရီတစ်လုံးကတစ်ချက်လို့လေပတ်တန်ထွက်နေသည်ဒီအိမ်မှာလျှက်စစ်မရှိတာနှစ်ပေါင်းများပြီမဟုတ်ဘူးလားမင်းခန့်ကတိတ်လေးမေးသည်နာရီတန်ကတဖြည်းဖြည်းမြန်လာပြီးထိုအချိန်မှာပဲအပေါ်ထက်ကနေခြေတံတန်ကြားလိုက်ရသည်၃ယောက်လုံးတစ်ယောက်ကိုတစ်ယောက်ကြည့်ပြီးမျက်နှာဖြောသွားသည်ငါတို့၃ယောက်ပဲမဟုတ်ဘူးလားချမ်းမြေ့ကအမောတကောပြောသည်ခြေတံကအပေါ်ထက်လမ်းကြားတစ်လျှောက်လှမ်းလျှောက်သလိုတန်ထွက်နေပြီးအခန်းတကားတစ်ခုပေါ်မှာရက်သွားသည်ထိုတကားကတဖြည်းဖြည်းလှုပ်ရှားလာပြီးကိန်းဆိုတဲ့အတန်နဲ့ဖွင့်သွားသည်မင်းခန့်တရေမယုံသူဖြစ်ပေမဲ့စိတ်မရှိတော့ဘူးတွားကြည့်ရအောင်လို့ဆိုပြီးအပေါ်ထက်တက်သွားသည်အခန်းထဲဝင်လိုက်တဲ့အခါထောင်နားမှာကလေးမလေးတစ်ယောက်နောက်ပြန်ထိုင်နေသည်ကိုတွေ့လိုက်ရသည်သူမရဲ့သပင်ရှည်ကမျက်နှာကိုဖုံးအုပ်ထားပြီးလက်ထဲမှာပုံဟောင်းတစ်ပုံကင်ထားသည်ဘသူလဲတန်းထိုက်ကအတန်တိုးမေးသည်ကလေးမလေးကတဖြည်းဖြည်းလှည့်ကြည့်လိုက်သည်မျက်နှာမှာမျက်စိမရှိအနက်ရောင်အလွတ်အကွက်နှစ်ခုသာရှိနေသည်ငါမိသားစုကိုမြင်ဘူးလားဆိုတဲ့အတန်ကသူမရဲ့ပါးစပ်ကနေမထွက်ဘဲနေရန်ပေါ်မိုးအုပ်ပေါ်မြေပြင်အောက်ကနေထွက်ပေါ်လာသလိုဖြစ်နေသည်၃ယောက်လုံးလှမ်းမလန်းနိုင်ပဲရက်နေချိန်မှာဘဲနာရီတန်ရက်သွားသည်တိတ်ဆိတ်မှုကြားထဲမှာကလေးမလေးရဲ့လက်ထဲကပုံဟောင်းလဲကျသွားသည်မြေပြင်ပေါ်မှာလှည့်ကြည့်လိုက်တော့ပုံထဲမှာရိုက်ထားတာ၃ယောက်လုံးရဲ့မျက်နှာတွေဖြစ်နေသည်တကားကသူတို့နောက်ကနေပိတ်သွားပြီးအိမ်အိုကြီးထဲမှာထပ်မံတိတ်ဆိတ်သွားသည်နောက်နေ့မနက်မှာရွာသားတွေအိမ်အိုထဲဝင်ကြည့်လိုက်တဲ့အခါဖုံထူနေတဲ့ကျမ်းပြင်ပေါ်မှာခြေရာတစ်သုံးစုံထင်ရှားနေသည်ထိုခြေရာတွေကအပေါ်ထပ်သို့တက်သွားပြီးပြန်မစင်းလာခဲ့ကြဘူးတကားပိတ်သွားတဲ့အတန်နဲ့အတူအခန်းထဲကလေထုကပိုအေးလာတယ်တန်းထိုက်ရဲ့လက်ထဲကလက်မီးကတဖြည်းဖြည်းမိန်လာပြီးအလင်းတန်းကတရေကလေးမရဲ့မျက်နှာပေါ်တိုက်ရိုက်ကျရောက်သွားတယ်ငါမိသားစုကိုပြန်ပေးလို့အတန်ကနေရာအနှံ့ကနေထပ်မံထွက်ပေါ်လာတယ်မင်းခန့်တတိပြန်ရလာပြီးတကားကိုပြန်တွန်းဖွင့်ဖို့ကြိုးစားပေမဲ့မလှုပ်ရှားဘူးချမ်းမြေ့ကမြေပြင်ပေါ်ကျနေတဲ့ပုံဟောင်းကိုကောက်ယူလိုက်တယ်ပုံထဲမှာသူတို့၃ယောက်မျက်နှာတွေပြုံးနေကြပေမဲ့နောက်ခံမှာတော့သူတို့မမြင်ဘူးတဲ့မိသားစုတစုရက်နေတယ်ဒါကမိုးညိုအိမ်ထဲကမိသားစုပဲထင်တယ်လို့ချမ်းမြေ့အတန်တုံနဲ့ပြောလိုက်တယ်ထိုအချိန်မှာပဲနာရီတန်ပြန်လဲထွက်ပေါ်လာတယ်ဒီတစ်ခါတော့နောက်ပြန်လဲသလိုတစ်ချက်ဆိုပြီးရှော့ကျလာတယ်နေရန်ပေါ်ကပုံဟောင်းတွေအယောင်ပြန်တောက်လာတယ်ဖုံထူနေတဲ့ကျမ်းပြင်ကတန့်ရှင်းလာတယ်အိမ်အိုကြီးဟာတဖြည်းဖြည်းအစ်စ်လိုဖြစ်လာတယ်ငါတို့အတိတ်ထဲဝင်သွားတာလားတန်းထိုက်ကသဘောပေါက်တယ်လို့ပြောလိုက်တယ်တကားဟာအလိုလျောက်ဖွင့်သွားပြီးအပြင်ဘက်ကမိုးတန်ကြားလာတယ်၃ယောက်လုံးလမ်းကြားထဲထွက်ကြည့်လိုက်တော့အိမ်ရှိမှာမိသားစုလေးတစုမိုးထဲမှာရက်နေကြတယ်အဖေအမေကလေးမလေးကသူတို့တွေ့ခဲ့တဲ့တရေကလေးမပဲကျေးဇူးပြု၍ကယ်တင်ပေးပါလို့သူမကတိတ်လေးပြောလိုက်တယ်မိုးကများလာပြီးလေပြင်းတိုက်လာတယ်အိမ်မိုးပေါ်ကတစ်ပင်ကြီးတစ်ပင်ချိုးကျတော့မဲ့အခြေအနေတန်းထိုက်တစ်စက္ကန့်လောက်စဉ်းစားပြီးသူတို့ကိုအိမ်ထဲကထွက်အောင်လုပ်ရမယ်လို့အော်လိုက်တယ်သူတို့၃ယောက်အိမ်ရှိကိုပြေးထွက်သွားပြီးမိသားစုကိုအော်ပြောကြတယ်အဖေကအံ့ဩနေတယ်လို့ကြည့်ပေမဲ့တစ်ပင်ကြီးကလှုပ်ခတ်နေဒါကိုမြင်ပြီးအိမ်ထဲမဝင်တော့ဘဲနောက်ပြန်ဆုတ်လိုက်တယ်တစ်ချိန်တည်းမှာပဲတစ်ပင်ကြီးမိုးကြားထဲကနေချိုးကျပြီးအိမ်ကိုတိုက်ခတ်လို့မိုးညိုအိမ်ပြိုကျသွားတယ်မိုးတန်တဲ့အတူအရာအားလုံးအမှောင်ကျသွားတယ်တန်းထိုက်မျက်လုံးဖွင့်လိုက်တဲ့အခါမနက်ခင်းနေအောင်ကမျက်နှာပေါ်တောက်ပနေတယ်သူဟာရွာနောက်ဖက်လယ်ကွင်းနားမှာလဲကျနေတယ်မင်းခန့်နဲ့ချမ်းမြေ့လဲဘေးနားမှာရှိနေကြတယ်သူတို့၃ယောက်လုံးအသက်ရှင်နေတယ်ရွာသားတစ်ယောက်လာပြီးပြောလိုက်တယ်မနေ့ညကမိုးကြီးလေပြင်းကြောင့်မိုးညိုအိမ်ဟောင်းပြိုကျသွားပြီးကံကောင်းလို့အတွင်းမှာဘသူမှမရှိဘူးလို့ကြားတယ်တန်းထိုက်တိတ်လေးပြုံးလိုက်တယ်ထိုအချိန်မှာပဲသူ့လက်ထဲမှာဆူဆွတ်နေတဲ့ပုံဟောင်းတစ်ပုံရှိနေသေးတယ်ပုံထဲမှာတော့မိသားစုလေးတစုပြုံးနေကြတယ်
အဖေအမေကလေးမလေးနောက်ခံမှာတန်းထိုက်မင်းခန့်ချမ်းမြေ့မရှိတော့ဘူးအောက်ခြေမှာစာလေးတစ်ကြောင်းပေါ်လာတဲ့အချိန်ကိုပြန်ပြောင်းနိုင်သူများသာလွတ်မြောက်နိုင်သည်နာယီတန်တော့လုံးဝမကြားရတော့ဘူးဒီပုံမြင်ကိုကြိုက်တဲ့ဆို like and subscribe လုပ်ခဲ့ပေးပါဘေးနာကခေါင်းလောင်နဲ့နှိမ်ထားပေးတော့အားလုံးကိုကျေးဇူးပါ